လူတယောက်ဟာတန်ကရိယာတစ်ခုထဲမှာခေါင်းပိတ်မိနေပြီးလှောက်ရှားမှုတိုင်းဟာသူ့အသက်ကိုတည်စေနိုင်တယ်ဆိုတာသိနေတယ်။သူ့လက်အားနေနေတဲ့အခြေအနေကိုမြင်တဲ့အခါရန်သူကဝမ်းသာအားရအရေးမောလိုက်တယ်။အန်တရယ်ရှိနေပြီမဲ့လည်းအဲ့ဒီလူဟာဗုဒ္ဓကျမ်းစာတွေကိုရွတ်ဆိုရင်းတည်ငြိမ်နေခဲ့တယ်။ရုတ်တရက်ရန်သူရဲ့ဦးခေါင်းဟာအလားတူတန်ကရိယာတစ်ခုထဲမှာညှိသွားတယ်။တန်ကတင်းကျပ်လာတဲ့အခါရန်သူဟာဘလို့ရက်တန်းရမှမသိပဲထိတ်လန့်တုန်လှုပ်သွားတယ်။လူဟာသူ့ရဲ့ရွတ်ဆိုမှုတွေကိုဆက်လက်ရွတ်ဆိုပြီးရန်သူကိုသူ့ရဲ့တပ်ဖြတ်ခြင်းတဲ့ရည်ရွယ်ချက်တွေကိုဆုံးလွတ်ဖို့တိုက်တွန်းကြပေမယ့်ရန်သူကနားမထောင်ခဲ့ဘူး။နောက်ဆုံးမှာတော့သူ့အသက်ကိုကယ်တင်ဖို့အပြင်းအထန်ကြိုးစားရင်ရန်သူကသူ့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုရပ်တန့်ဖို့သဘောတူခဲ့ပြီးတန်ကရိယာဟာလော်ရဲလာပြီးသူ့အသက်ကိုချမ်းသာပေးသလိုဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီလူကသူ့ရဲ့ဘာသာရေးတောင်ဝေးကိုခါရမ်းလိုက်တာနဲ့သူ့ခေါင်းပေါ်ကတန်ကရိယာကျိုးသွားပြီးရန်သူကိုမယုံနိုင်စရာဖြစ်စေခဲ့တယ်။အလွန်အမဲအံ့အားသွားပြီးရန်သူဟာတိုက်ပွဲကိုငြင်းချမ်းစွာအနိုင်ရခဲ့တဲ့လူကိုလုံးဝလက်နက်ချခဲ့တယ်